မျိုးအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီချက်က WA question နဲ့ပတ်သက်တာလေးတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ WA question ဆိုတာကတော့ဒီချက်တို့တွေမြန်မာလိုပြောရမယ်ဆိုရင်ဘသူကလည်းဘသူအေးလဲဘယ်နေရာမှာလဲဘာကြောင့်လဲဒါမျိုးတွေကိုဗမာလိုမေးသလိုပဲသူ့ကိုလည်း WH တွေကိုလည်း what တွေကိုလည်းဘယ်နေရာမှာအသုံးပြုလဲဆိုတာလေးကိုဒီချက်တို့ကဒါရှင်းပြပေးသွားမှာဖြစ်ပါတယ် number 1မှာဆိုရင် who ပေါ့နော် WHO who ဆိုတာကတော့အဓိက person ကိုမေးတာဖြစ်ပါတယ်လူပုဂ္ဂိုလ်ပေါ့နော်ဒီမှာပေးထားတဲ့ example ကတော့ who is your best teacher မင်းရဲ့အကောင်းဆုံး teacher ဆရာမကဘယ်သူလဲအဲ့တော့လူပုဂ္ဂိုလ် person ကိုမေးတဲ့အခါမှာ WHO who နဲ့သုံးပါတယ်နောက်တစ်ခုက number 2ပေါ့နော် number 2မှာဆိုရင် which ပေါ့နော် WHICH which ဆိုတာကတော့တစ်စုံတစ်ခုကိုရွေးချယ်တဲ့နေရာမှာဆိုရင်ဒီခြေတို့က which ကိုသုံးပါတယ်example အနေနဲ့ဆိုရင် which color do you like most ဘယ် color ဘယ်အရာကိုမင်းကြိုက်ဆုံးလဲလို့မေးတဲ့အခါမှာရွေးချယ်စရာဖြစ်တဲ့အရာမျိုးတွေမှာဆိုရင်ဒီခြေတို့ which ကိုသုံးပါမယ်နောက်တစ်ချက်ကတော့ number 3မှာဆိုရင် WHERE where ပေါ့နော် WHERE where မှာဆိုရင်တော့ဒီခြေတို့တွေplace နေရာကိုပြောမေးတဲ့အခါမှာဆိုရင် where ကိုသုံးပါတယ် Where do you live မင်းဘယ်မှာနေထိုင်သလဲဒါမျိုးတွေပေါ့နော်အဲ့တော့ who ရယ် which ရယ် where ရယ်တည်သွားပြီနော်တကယ်ကြည့်အောင် number 4လေးကိုဆက်ကြည့်အောင်ပေါ့နော် number 4မှာဆိုရင်တော့ဒီချေတို့တွေနော် number 4မှာဆိုရင်ဒီချေတို့တွေ whose ပေါ့ WHOSE whose ဆိုတဲ့အဓိပ္ပာယ်ကတော့ဒီချေတို့တွေ possessive ပိုင်ဆိုင်မှုကိုပြတဲ့နေရာမှာ whose ကိုသုံးပါတယ်possessive ပိုင်ဆိုင်မှုဆိုတာကတော့ကိုဘာပိုင်ဆိုင်လဲ whose book is this ဥပမာအနေနဲ့ဒီစာအုပ်ကဘသူစာအုပ်လဲမေးတဲ့အခါမှာဆိုရင် whose ကိုသုံးပါမယ်နောက်ထပ် number 5အနေနဲ့ဒီချင်းပြောပြပါမယ် number 5မှာဆိုရင်တော့ဒီချေတို့တွေ how ပေါ့ how ဆိုတာကတော့ manner ပေါ့နော် manner ဆိုတာကတော့တယောက်နဲ့တယောက်တွေ့ဆုံတဲ့အခါကျရင်နှုတ်ဆက်စကားပြောတဲ့အခါမှာ how are you today မင်းဒီနေ့ဘယ်လိုလဲဒါမျိုးလေးတွေနော်တယောက်နဲ့တယောက်နှုတ်ဆက်တဲ့အခါမျိုးတွေမှာဆိုရင်အသုံးပြုလို့ရပါတယ်နောက်တစ်ခုက number 6ကတော့ what ပေါ့လူတိုင်းသိတယ် what ပေါ့နော် WHAT what ဘာလဲသူကဘာတွေကိုမေးတဲ့အခါမှာအသုံးပြုလဲဆိုရင်ဒီချေတို့တွေနော် object အရာဝတ္ထုတွေမေးတဲ့အခါမှာ idea စိတ်ကူးစိတ်ဉာဏ်တွေမေးတဲ့အခါမှာသုံးပါတယ် what are you doing မင်းဘာလုပ်နေတယ်လဲဒါမျိုးလေးတွေပေါ့နော်နောက်တစ်ခုကကျတော့ number 7ပေါ့နော် number 7မှာဆိုရင်တော့ဒီချေတို့တွေ WHY why ပေါ့နော်ဘာကြောင့်လဲ reason အကြောင်းပြချက်ပေါ့နော် why နဲ့မေးတဲ့အခါမှာဘာလဲ reason အကြောင်းပြချက် what are you late မင်းဘာလို့နောက်ကျတာလဲဘာကြောင့်နောက်ကျတာလဲဒါမျိုးလေးကိုသုံးပါတယ်နံပါတ်8ရောက်ပါပြီနော်နံပါတ်8မှာဆိုရင်တော့ဒီချေတို့1ပေါ့ဒါကတော့လူတိုင်းသိပြီးသားပါ WH ရဲ့1ဆိုတာအချိန်ကိုမေးတဲ့အခါမှာ when your birthday မင်းမွေးနေ့ဘယ်နေ့လဲဒါမျိုးလေးမေးတဲ့အခါမှာ1နဲ့အချိန်နဲ့မေးပါတယ်နံပါတ်9မှာကျတော့ how old အသက်ကိုမေးတဲ့အခါကျရင် how are you မင်းအသက်ဘယ်လောက်ရှိပြီလဲဒါမျိုးလေးတွေကိုထည့်သုံးပေးပါတယ်နောက်တစ်ခုကြည့်ရအောင်နောက်တစ်ခုကတော့ဘာလဲဆိုရင်ဒီချေတို့တွေဒီမှာအဓိကထားကြည့်ချင်တာက how many နဲ့ how much ကိုတွဲပြီးတော့ပြောချင်ပါတယ် how many နဲ့ how much မှာဒီချေတို့က how many how much ဆိုတဲ့အဓိပ္ပာယ်ကတော့ uncountable noun ရေတွက်လို့မရတဲ့အရာတွေဆိုရင်ဒီချေတို့ဘာနဲ့သုံးမလဲဆိုရင် how much နဲ့သုံးပါမယ်နောက်တစ်ခု countable noun ရေတွက်လို့ရတဲ့ဟာတွေဆိုရင်တော့ဒီချေတို့ how many နဲ့သုံးပါတယ်ဥပမာအားဖြင့် how much sugar do you want မင်းတကြားဘယ်လောက်လိုတာလဲတကြားတွေဆိုတာကဒီချေတို့အနေနဲ့ကရေတွက်လို့မရတဲ့အထဲမှာထည့်ထားပါတယ်ဒါမျိုးတွေဆိုရင်ဒီချေတို့တွေhow much နဲ့သုံးပါတယ်နောက်တစ်ခုကကြတော့လူပုဂ္ဂိုလ်တွေဒါပစ္စည်းအရေးအတွက်တွေပေါ့နော်ရေတွက်လို့ရတဲ့ pencil လို့နောက်တစ်ခုကကြတော့ student တို့ဒါမျိုးလေးဆိုရင်တော့ဒီချေတို့တွေ how many သုံးပါတယ် how many နော် student are in your class ဒီအတန်းထဲမှာကျောင်းသူကျောင်းသားဘယ်နှယောက်ရှိတယ်လဲဆိုရင် how many ကိုသုံးပါတယ်နောက်ထပ်နံပါတ်7ကိုသွားပါမယ်နံပါတ်7ကတော့ how often ပေါ့အကြိမ်ကြီးကိုမေးတာပါမင်းအကြိမ်ကြီးပေါ့နော်မင်း how often do you exercise မင်း exercise ဘယ်နှကြိမ်လုပ်ပြီးပြီလဲနော်အဲ့လိုမျိုးဆိုရင်တော့ဒီချေတို့ how often ကိုသုံးပါတယ်နောက်တစ်ခုက what kind ဆိုတာကတော့ဒီချေတို့အမျိုးအစားကိုမေးတဲ့အခါမှာ discretion ပေါ့နော်တောင်းတဲ့တယောက်ဒါပါလေ discretion လုပ်တဲ့နေရာမှာဆိုရင်သုံးပါတယ် what kind of music do you like
နော် what kind of music မင်းဘယ်လိုသချင်းမျိုးစားတွေကိုကြိုက်တာလဲဒါမျိုးတွေမိပါတယ်နောက်တစ်ခုနံပါတ်14သွားပါမယ်နံပါတ်14မှာကျတော့ what time ပေါ့နော် what time does the train leave အချိန်ကာလကိုမေးတဲ့အခါကျရင်ဒီချေတို့တွေ what time မေးပါတယ် what time ဆိုရင်အချိန်ကိုမေးခြင်းဖြစ်ပါတယ်နောက်တစ်ခုနံပါတ်15မှာဆိုရင်ခုနက frequency နဲ့တူတူပါပဲ how often နော် how often ပါပဲ how often ကကျတော့ဘာလဲဆိုရင် how often do you water the plants ပေါ့နော်ဒီအပင်ကိုမင်းရေဘယ်နှကြိမ်လောင်းပြီးပြီလဲပေါ့နော်ဒါမျိုးလေးတွေ frequency နဲ့ပတ်သက်တာတွေကိုမေးတာပါအချုံအဖြစ်ပြောရမယ်ဆိုရင်ဒီချေတို့ WA question တွေကိုသုံးတဲ့နေရာမှာ who person ကိုသုံးပါတယ် which choice ရွေးချယ်စရာရှိတဲ့အခါမှာ which ဆိုတဲ့စကားလုံး which ဆိုတဲ့အမည်စကားလုံးကိုသုံးပါတယ်နောက်တစ်ခုကကျတော့နေရာတွေကိုသိချင်တဲ့အခါကျရင်တော့ place နေရာတွေသိချင်တဲ့အခါကျရင် where ကိုသုံးပါတယ်ပိုင်ဆိုင်မှုကိုသိချင်တဲ့အခါကျရင် whose ကိုသုံးပါတယ်နောက်တစ်ခုက manner နှုတ်ဆက်စကားပြောတဲ့အခါ how သုံးပါတယ်နောက်တစ်ခုအရာဝတ္ထုတွေ idea တွေသိချင်တဲ့အခါမှာ what ကိုသုံးပါတယ်နောက်တစ်ခုက reason အကြောင်းပြချက်တွေမေးတဲ့အခါကျရင်လည်း why ကိုသုံးပါတယ်အချိန်ကာလကိုမေးတဲ့အခါမှာ when ကိုသုံးပါတယ်အသက်အရွယ်ကိုမေးတဲ့အခါမှာတော့ how old ကိုသုံးပါတယ်နောက်တစ်ခုကရေတွက်လို့မရတဲ့အရာတွေကိုမေးချင်ရင် how much လို့သုံးပါတယ်ရေတွက်လို့ရတဲ့အရာတွေကိုမေးချင်ရင်တော့ how many နဲ့သုံးပါတယ်နောက်တစ်ခုကအကြိမ်ရေတွက်ဆိုရင်တော့ how often နဲ့မေးပါတယ်အမျိုးအစားတွေသိချင်ရင် what kind နဲ့မေးပါတယ်အချိန်ကိုသိချင်ရင်တော့ what time နဲ့မေးပါတယ်ကဲဒါဆိုရင်နောက်တစ်ခုဆက်ကြည့်အောင်နော်exercise အနေနဲ့ပဲပြောပြပါမယ်နောက်တစ်ခုကဒီမှာဆိုရင် well do you live မင်းပမာနေလဲခုနကပထမတစ်ချေကပြောထားတယ်နေရာဒေသကိုမိထားတဲ့ပုံစံပေါ့နော် where do you live when is your birthday မင်းရဲ့မွေးနေ့ကဘယ်အချိန်လဲ W1 အချိန်ကိုမေးတဲ့အခါမှာသုံးတာပါ why are you late မင်းဘာကြောင့်နောက်ကျတာလဲ reason အကြောင်းပြချက်ကိုမေးတဲ့အခါကျရင်ဒီချေတို့တွေသုံးပါတယ်ပြီးတော့ who is your best friend မင်းရဲ့တငယ်ချင်းကဘယ်သူလဲအဲ့လိုမျိုးလူပုဂ္ဂိုလ်မေးတဲ့အခါကျရင်သုံးပါတယ် which color do you like ဘယ်အရာကိုမင်းကြိုက်တယ်လဲ choose ရွေးချယ်ခိုင်းတဲ့နေရာမျိုးမှာ which နဲ့သုံးပါတယ် who bus is this ဘသူကဒီလွယ်အိတ်ကဘသူလွယ်အိတ်လဲလို့မေးတဲ့အခါကျရင် whose နဲ့သုံးပါတယ်နောက်တစ်ခုက what are you doing မင်းဘာလုပ်နေတယ်လဲလို့မေးတဲ့အခါမှာဒါ idea တွေသုံးတဲ့နေရာမှာဆိုရင်ဒီချေတို့ what နဲ့မေးပါတယ် where is my book ငါရဲ့စာအုပ်ပမာလဲဒါမျိုးတွေနေရာတွေကိုမေးတဲ့အခါမှာ where နဲ့သုံးပါတယ်ဒီလောက်ဆိုရင်တော့ဒါဥပမာလေးကိုကြည့်ပြီးတော့ဘယ်နေရာမှာ WA question ကိုအသုံးချရမလဲဆိုတာကိုသိသွားပြီလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်